နေရန်ပြန်ခွင့်ပြုပါအရှင်မင်းကြီးအနောယထာမင်းကြီးလည်းတရားမင်းပေးအပ်သည့်မြစင်းတူတော်ကိုပင့်ဆောင်၍ပကံနေပြီးတော့သူပြန်ကြောတော်မူရာလန်ခီတွင်1000ရန်တီဝီရထတိုင်းမိုင်းမောင်းပြည့်သူကြွားချီတော်မူပါခဲ့တယ်။မိုင်းမောင်းပြည်စော်ဘွားကြီးကလည်းအနောယထာမင်းကြီးအားခီးဦးကျူပြုကနေရာထိုင်ခင်းအဖြစ်ရွှေတင်ဖြူငါချက်ကိုခင်းကျင်းဧခံလေတယ်။စော်ဘွားကြီးသဘောမှာတတန်းရည်သူခင်ခင်မင်မင်ထိုင်လိုသည့်သဘောဆောင်တော်လဲအနောယထာမင်းမှတရားမင်းပေးသည့်အနောယထာချိန်ဖြင့်အတိတ်ထံ၍မွေရမ်းလိုက်သောအခါမှာတော့တင်းဖြူဖြာငါချက်မှာလေပုံမြောက်၍ပေါင်းစုံကတစ်ချက်တည်းဖြစ်သွားပါတော့တယ်။ထိုအခါစော်ဘွားကြီးလည်းအခြေအနေရက်ကိုရိတ်စားကမင်းပြစ်မင်းတန်သည့်ဆွေမျိုးတော်ဆက်လျင်ပြည့်ပြည့်နိုင်ကောင်းဆိုပြီးရွှေလန်းငွေလန်းဖောက်ရန်အတွက်အသက်18နှစ်သာရှိသေးသည့်စောမွန်လှလေးကိုဆက်တက်လိုက်ပါတယ်။အသက်ရွယ်ငယ်သေးသည့်သမီးတော်လေးမှအမှားတစုံတရာကျူးလွန်ခဲ့သည်ရှိသောမင်းကြီး၏လက်ဖြင့်အသက်မသေးစေဘဲနေရတုတာပြန်လဲစေလွတ်ပေးပါရန်ဂတိတောင်းလေရာမင်းကြီးလည်းပြန်လဲဂတိပေးကပကံပြည်သို့ပြန်လဲကြွချီတော်မူခဲ့ပါတယ်။သမီးတော်လေးကိုထိမ့်သိမ်းဆောက်ရှောက်ရန်အတွက်အမတ်ကြီးဦးပေါ်ကျွဲတက်တော်ဆောင်ပုံမူဆိုင်လက်တို့နှင့်ကြံသားတော်သမီးတော်များဖြစ်ကြသောစောရန်အောင်မစောအောင်စောနန်းထွေးစောနန်းအေးမွေးစားသားပူစောထူးကြာမိုင်းကိုတော်လေးစောခွန်အောင်နန်းတီရီမွန်စောရန်ပိုင်းစောရန်နိုင်နန်းမြသွေးနန်းတီရီထွေးကြံလိုက်ပါလူသောဆွေတော်မျိုးတော်အပေါင်းချွေရန်အပေါင်းတို့နှင့်အတူရွှေလဲကိုစီငွေလဲကိုစီရတနာလဲကိုစီတို့ကိုအနောယထာမင်းကြီးနှင့်တပါးတည်းထည့်ပေးတော်မူခဲ့ပါတယ်ဒီလိုနဲ့ပကံပြည်ကိုပြန်ရင်းလမ်းခုလက်ကျော်စဉ်ရက်ယနေ့တောင်ပြုံးနေရာသို့ရောက်တော့ခိတ္တဆန်မြန်ပြီးဆူတောင်းပြီးဖရားတဆူကိုတီးခဲ့ပါတယ်ထို့သို့ဖရားဒီစဉ်အမှုတော်ထမ်းရာလိဟာတီဟုဆိုကာလျှောက်ထားကြသဖြင့်ရွှေပြင်းညီနောင်ကိုမင်းကြီးမှမြေတော်လများကိုညညတာတာရွှေဖြိုရိုးလေးများဖြင့်စုံမပါဟုဆိုတော့လဲရွှေပြင်းညီနောင်ကိုမကျေနပ်သောအဖွဲမှကွမျက်လိုက်ကြပါလေရွှေပြင်းညီနောင်အကြောင်းကိုတီးခြားတင်ဆက်ပေးပါမယ်နော်အနောယထာမင်းကြီးလည်းခီးဆက်ပြီးကြွမြန်းခဲ့ရာပကံပြည်သို့ပြန်လည်ရောက်ရှိခဲ့ပါတယ်။အနောယထာမင်းကြီးတွင်မိဖုရားလေးပါရှိပြီးတောင်နန်းဆန်မိဖုရားအကမဟေတီတိရိမာလာဒေဝီမြောက်နန်းဆန်မိဖုရားတိရိနန္ဒာဒေဝီမိဖုရားတိရိစန္ဒာဒေဝီလူအများသိကြတာတော့မဏိစန္ဒာပဲဖြစ်ပါတယ်။အငယ်ဆုံးမိဖုရားလေးကတော့တိရိမွန်လှဒေဝီခေါ်မိုင်းမောင်းလှဧကရီလေးဖြစ်တဲ့စောမွန်လှမင်းသမီးလေးပဲဖြစ်ပါတယ်။စောမွန်လှလေးသည်ဘာသာရေးနှင့်ပတ်သက်၍ထူးခြားသောပါရမီရှင်လေးဖြစ်သည့်အတွက်ရှင်ရဟန်းမထေရမြတ်ကြီး၏တွင်တင်ဆုံးမမှုအောက်တွင်နာခံမှုကောင်းကပစ္စည်းလေးဘာသာရေးကာမတစ်ယောက်လည်းဖြစ်ပါတယ်။အနောယထာမင်းကြီးမှလည်းသူနှင့်စိတ်တူကိုယ်တူဖျားတွေကျောင်းဆောက်သာသနာပြုအလုပ်တွေအတူတူလုပ်သည့်အတွက်နောက်တော်အမြဲပါခဲ့လေတယ်။ထို့ကြောင့်ပင်အချွေရန်အပေါင်းတွေကကြံမီရားတွေကိုရင်းသည်နားမှလည်းအလင်းရောင်တွေထွက်နေတဲ့လူမဟုတ်နိုင်ဆုံးမဖြစ်မယ်ဆိုပြီးကုန်းချောကြောက်ချကြပါတော့တယ်။အကြောင်းမှာမိဖုရားစောမွန်လာဤတက်တော်များထာပနာထားသည့်နနောင်းတော်များမှာသူ၏တီလာစင်ကျဲမှုကြောင့်လာပြည့်လောက်ွယ်နေများတွင်ရောင်ကြီးတော်ကိုမျိုးတောက်ကချင်းကြောင့်ပင်ဖြစ်ပါတယ်။စောမွန်လာလေးကလည်းဤအကြောင်းအရာတွေကိုသိရှိပြီးအကြိမ်ကြိမ်အဖန်ဖန်တွေးတော်စဉ်းစားကလိမ္မာပါနှက်စွာဖြင့်ပဲနောက်ဆုံးမှာတော့နေရန်ပြန်ခွင့်ပြုပါအရှင်မင်းကြီးနေရပြန်ခွင့်ပြုပါအရှင်မင်းကြီးဆိုပြီးဝမ်းနဲ့ငိုကြွေးကရှောက်ထားလိုက်ပါတော့တယ်အနောယထာမင်းကြီးကလည်းနန်းတွင်းမိဖုရားအရေးအရာကိစ္စရပ်ပေါင်းကိုစဉ်းစားပြီးစိတ်မကောင်းကြီးစွာနဲ့ပဲခွင့်ပြုပေးလိုက်ပါတော့တယ်။နောက်ပိုင်းလေးမှာတော့စောမွန်လှလေးပြန်ရင်သာသနာပြုဖုရားတွေကျောင်းဆောက်အလုံးများလှုပ်ဆောင်ခဲ့ပုံနဲ့နှတောင်းကြဘလို့နှတောင်းကြဖုရားတည်ဖြစ်သွားတာလဲဆိုတာလေးတွေယနေ့လူတွေသိရှိကြတဲ့ရွှေစာရန်ဖုရားအကြောင်းလေးတွေကိုတင်ဆက်သွားပါမယ်။တင်ပေးရတာလေးအားရှိအောင်လဲကိုမှတ်မှာလေးလို့မှန်ပေးသွားပါအောင်နော်။ Like and follow လေးလည်းပေးရင်ကူညီပေးကြပါဗျာ။ကျွန်တော်လူလင်ပိုင်ဆိုပါ